ကိုကတရုတ်စကားလေးရနေရလေးကြာပြီရှင်းစရလည်းအမြဲကြက်ထားတယ်ကောင်းထင်းမှာလည်း vocabulary လေးတွေအများကြီးရှိတယ်ဒါပေမဲ့စကားပြောရမယ်ဆိုရင်ဘယ်အစပြောရမှာမသိဘူးအဲ့လိုဖြစ်နေတော့လားအဲ့ဒါဆိုရင်တော့老师နဲ့ဒီနေ့ဒီဗီဒီယိုမှာအခြေခံကြတဲ့ sentence structure တွေကိုလေ့လာကြည့်ကြရအောင်ဒီနေ့ဒီဗီဒီယိုမှာကကြတော့တရုတ်စာရဲ့အခြေခံအကျဆုံးဖြစ်တဲ့ဝါကျတိဆောက်ပုံတွေကိုလေ့လာကြည့်ကြရအောင်တရုတ်စာရဲ့ဝါကျတိဆောက်ပုံကကြတော့မြန်မာစာနဲ့မတူဘဲနဲ့အင်္ဂလိပ်စာနဲ့အနည်းငယ်ဆင်တူပါတယ်老师တို့မြန်မာစာမှာဆိုရင်ရေတောက်မယ်ရေ object ကိုအရှိဆုံးမှာထားပြီးတော့ပြောလို့ရှိရဲဒါပေမဲ့တရုတ်စာမှာကကြတော့ subject ပြုလုပ်တဲ့လူပြီးကြရင် verb ကရိယာရဲ့ပြီးကြလို့ရှိရင် object ပြုလုပ်ခံရတဲ့စလုံးတွေကိုအနောက်ဆုံးမှာထားပြီးတော့ပြောလို့ရှိတယ်ဥပမာဒီမှာ我喝水ဒီစာကြောင်းမှာဆိုရင်我ဆိုတဲ့စလုံးကကြတော့ subject ပြုလုပ်တဲ့လူ喝ကကြတော့တောက်ဒီပြီး水ကကြတော့ object ပြုလုပ်ခံရတဲ့လူ我喝水ကျွန်တော်ရေတောက်ဒီအဲ့ဒါဆိုရင်老师တို့ပို့ပြီးတော့နားလည်တော့အောင်တခြားဥပမာစကြောင်းလေးနဲ့ဆက်ပြီးတော့လေ့လာကြည့်ကြရအောင်ဟုတ်ပြီ我喝水我ကျွန်တော်က喝ကြတော့တောက်ဒီ水ရေ我喝水ကျွန်တော်ရေတောက်ဒီဟုတ်ပြီနောက်ဥပမာတစ်ခုကကြတော့他买书他သူမ买ဝယ်ဒီ书စာအုပ်他买书သူမစာအုပ်ဝယ်ဒီနောက်တစ်ခုကကြတော့他吃饭他သူက吃စားဒီ饭ထမင်း他吃饭သူထမင်းစားတယ်သူထမင်းစားဒီဟုတ်ပြီဆက်ပြီးတော့ကြည့်အောင်我学习汉语我ကျွန်တော်က学习လေ့လာဒီ汉语တရုတ်ဘာသာစကား我学习汉语ကျွန်တော်ကတရုတ်ဘာသာစကားကိုလေ့လာတယ်我爱妈妈我ကျွန်တော်က爱ချစ်ဒီ妈妈အမေကို我爱妈妈ကျွန်တော်အမေကိုချစ်တယ်ဒီလိုလေးပြောလို့ရပါတယ်ပြီးဆက်ကြည့်ရအောင်他写字他သူမက写စာရေးဒီ字စလုံးပြောတာ他写字သူမကစာတွေကိုရေးနေတယ်လို့ပြောတာဒီစာချောင်းမှာဆိုရင်လည်း字ဆိုတဲ့စလုံးကရေးခံရတာဖြစ်တယ်အဲ့ဒါကြောင့်မို့သူ့ကိုကြတော့ object နေရာမှာထားပြီးတော့ပြောတယ်他喝咖啡他သူက喝到底咖啡 coffee他ကပြုလုပ်တယ်လူ喝ကကြတော့တောက်ဒီကရိယာစကလုံး咖啡ကပြုလုပ်ခံရသည်တောက်ခံရတယ်သူက object နေရာမှာထားပြီးတော့သူ့ကိုပြောမယ်他喝咖啡သူ coffee တောက်သည်我打电话我ကျွန်တော်ကဒါဖုန်းဆက်ဒီဖုန်းခေါ်ဒီ电话ကကြတော့ဖုန်းကိုပြောတာ我打电话ကျွန်တော်ဖုန်းဆက်ဒီဖုန်းခေါ်ဒီ我打电话他们学英语他们သူတို့က学လေ့လာဒီ英语အင်္ဂလိပ်စာ他们学英语他们ဒါကြတော့ပြုလုပ်တဲ့အဖွဲ့ကိုပြောတာပြုလုပ်တဲ့သူတို့学ကကြတော့ပြုလုပ်ဒီကရိယာစကားလုံး英语ကကြတော့လေ့လာခံရတာobject နေရာကနေထားပြီးတော့ပြောလို့ရတယ်他们学英语သူတို့အင်္ဂလိပ်စာလေ့လာကြတယ်他们学英语老师တို့ဒီနေ့ရဲ့ဒီဗီဒီယိုမှာကကြတော့တရုတ်စာရဲ့အခြေခံကြတဲ့ဝါကျတိဆောက်ပုံလေးတွေကိုလေ့လာခဲ့ပြီးတာပဲဖြစ်ပါတယ်ပြုလုပ်တဲ့လူကရိယာခံရတဲ့လူ subject verb object တွေကိုအစဉ်လိုက်လေးပြောလို့ရပါတယ်老师တို့ဒီဗီဒီယိုမှာဥပမာစာကြောင်းလေးနဲ့လေ့လာခဲ့ပြီးပြီဆိုတော့အလုံးလေးနားလည်ကြမယ်လို့မျှော်လင့်ပါတယ်老师ကဒီမှာမြန်မာလိုပေးထားတဲ့စာကြောင်းလေးတွေကိုတရုတ်လိုပြန်ပြီးတော့老师ရဲ့ဗီဒီယိုအောက်မှာ comment လေးပေးခဲ့ကြပါဦးရှင်老师တို့ဒီနေ့ရဲ့ဗီဒီယိုကတော့ဒါလောက်ပါပဲတကယ်လို့ဒီဗီဒီယိုကတင့်အတွက်အကျိုးဆုံးတရားရှိမယ်ဆိုရင်ဒီ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ပါဦးရှင်နောက်လည်းတရုတ်စာနဲ့ပတ်သက်ပြီးတော့ဗီဒီယိုလေးတွေဆက်ပြီးတော့လုပ်ပေးဦးပါမယ်ရှင်